လိုက်ပါတယ်ဖိန်းကလည်းခါကာရှိကထန်တို့ပြစ်လိုက်တဲ့တန်ချမ်းကိုအဲလီလန်နဲ့ရှောင်ဝဲတာဖြစ်ကြောင်းဂျဲပြီးသွားပြီးနောက်ဒီတခါတော့တကယ်မောက်သွားပါတယ်ခါကာရှိကလည်းဒဇက်ဆက်တုံးကြီးနေရင်ပဲသူ့ရဲ့နောက်ဆုံးအချိန်မှာအိုဘီတိုနဲ့ရင်းကိုတတိယနေခဲ့ပါတယ်အခုချိန်မှာအိုဘီတိုပြောသလိုသူ့ရဲ့မျက်လုံးကနေတစ်စစ်နာဂန်ကိုကြီးဖို့မဖြစ်နိုင်တော့ပဲရင်းကိုလည်းမကာကွယ်နိုင်ခဲ့တာကြောင့်သူ့ကိုခွင့်လုပ်ပေးဖို့သူ့ရဲ့အဖွဲ့သားတွေအားလုံးကိုပြောလိုက်ပြီးမင်းတို့နောက်ကိုလိုက်ခဲ့မယ်လို့ရေရွတ်လိုက်ပါတယ်သွားနေရင်လည်းမီးပုံလေးတစ်ခုပဲမှာလူတယောက်ကိုတွေ့လိုက်ရပြီးအဲ့ဒါကတိတ်ဆုံးသွားပြီဖြစ်တဲ့သူ့ရဲ့ဖေကိုနိုဟာရဲ့အဆွဲပြဖြစ်နေပါတယ်ဆူနာတွေကလည်းခါဆူယူကတစ်စစ်ခါကာရှိကရွာအတွက်အသက်ပေးသွားပြီဆိုတာကိုသိလိုက်ရတာကြောင့်ဒေါသထွက်လာပြီးကြောက်တဲ့တချောင်းကိုထိုးခွဲလိုက်ပါတယ်အဲ့အချိန်မှာသတင်းလာပို့တဲ့ချိုကြီးရောက်လာကဖိန်းရဲ့စွမ်းရည်နဲ့ပေါ်တဲ့အားလုံးကိုပြောပြနေပြီးဖိန်းကဂျူဆူတစ်ခါသုံးပြီးနောက်တစ်ခါသုံးဖို့9စက္ကန့်အချိန်ယူရတဲ့အကြောင်းဖိုးတက်တဲ့အချက်လက်တွေကိုတင်ပြပါတယ်ဆူနာတွေကလည်းခါဆူယူကတစ်စစ်ဒီအကြောင်းကိုအားလုံးသိအောင်ပြောပြလိုက်ပြီးနောက်ချိုကြီးကသူ့ဖေနဲ့ခါကာရှိတိုက်ပွဲမှာကြာသွားပြီဖြစ်ကြောင်းနဲ့ဒီသတင်းကိုပေးနိုင်ဖို့အနစ်နာခံခဲ့ကြတာဖြစ်ကြောင်းပြောပါတယ်ဆူနာတွေကတော့ချိုစာရဲ့ချာကရောကရှိနေသေးတဲ့အတွက်ဆေးရုံကိုအမြန်ခေါ်သွားရင်ရနိုင်ကြောင်းပြောလိုက်တဲ့ကြောင့်သူ့အဖေအတွက်ချိုကြီးကပြောသွားပါတယ်ခါကာရှိဆက်ဆဲအကြောင်းနဲ့မေးလိုက်တဲ့အချိန်မှာဆူနာတွေကဘာမှမပြောဘဲလှည့်ထွက်သွားခဲ့ပြီးခါကာရှိကတော့တိုက်ပွဲအတွင်းမှာခေါင်းမငုံပဲရှီနိုဘီဆက်ဆန်ကြာဆုံးသွားခဲ့ပြီဖြစ်ပါတယ်